အားလုံးပဲမင်္ဂလာပါကျွန်တော်လမ်းလျှောက်လာဆိုတော့ကျွန်တော်ကတော့မောင်ဆိုင်ရသူဖြစ်ပါတယ်ဒီကောင်ကတော့မောင်မြက်သူရကိုလို့ပဲဖြစ်ပါတယ်ကျွန်တော်တို့လမ်းလျှောက်တောင်မအောင်ရှောင်းနေပါတယ်ကျွန်တော်တို့ရွာပေါ့ကျွန်တော်ကြေးရွာလေးပေါ့ညောင်မင်းသားလို့တော့ခေါ်ပါတယ်မှတ်တိုင်ပေါ့ဗျာအဲ့ဒီတဝိုင်းလုံးအကုန်ရှောက်မှာဖြစ်ပါတယ်ဟိုဘက်ကိုစောင်းတိုင်းကျွန်တော်ဂုံးလေးတွေ့ရမယ်အဲ့ဒီဂုံးလေးကိုကြော်ရင်ကျွန်တော်မှတ်တိုင်ရမှာဖြစ်ပါတယ်ဒီဘက်မှာငါပြောပုတ်တယ်လက်တွေငါပြောဖို့လေဆုံးရှိပါတယ်ကိုမမတော့ဒီကတော့ကားလေးကောင်းသွားပါလေဒီကတော့ဘောင်းကားတဲ့အိမ်လေးပါအေးဆုံးရှိမှာကျွန်တော်တို့ကမကုန်းလေးတွေ့အဲ့ကုန်းလေးကိုကျွန်တော်ရအောင်လုပ်ပြလက်ဖြောက်တီးပြမယ်ရောက်ပြီကုန်းမဟုတ်မကျွန်တော်တို့နားလို့ဆောက်ရှိုးကြီးကျွန်တော်တို့ဟိုအဝေးရနေပြီးဒီကိုလမ်းလျှောက်လာကျွန်တော်တို့လျှောက်ခဲ့တဲ့နေရာဟိုမှာပါဗျခုကျွန်တော်ဒီနေ့ရောက်ကျွန်တော်အစွမ်းလေးပြီးဟိုမှာလမ်းကွေရှိအဲ့လမ်းကွေနာရောက်လို့ပြမယ်မာဟုတ်ကျွန်တော်ရောက်ပါပြီဟိုမှာကျွန်တော်တို့ခုံးပါဒီဘက်ပိုင်းအောင်လမ်းလျှောက်လာဗျာဒါတော့ကျွန်တော်တို့ရှင်ဒီကတော့စာချင်းပိုင်းထောင်းလာနေရလေးကိုဖြတ်ထားပဲဖြစ်ပါတယ်ခေါ်တော့မိုးရွာဖြစ်ပါတယ်ဝန်နောက်မင်းပြန်ရောက်နေရတော့ဒါကျွန်တော်ရဲ့ရှင်လေးပဲဖြစ်ပါတယ်မို့သူ့ပြန်ကတော့အကြီးပါခင်ဗျာအဲ့တော့ပြန်ကြည့်ပါဘယ်နဲ့ဝေးပဲရှောင်းမှာကွာအင်ကြီးတောင်ရှောင်းspecial ကြီးမော်ပရိုကြီးမော်နေပြင်းဝလို့ရတယ် headphone ဒါကျွန်တော်တို့ဒါရွာထဲပဲဖြစ်ပါရွာထဲတောင်ပိုင်းပါဗျာတောင်ပိုင်းကရွာထဲပဲဖြစ်ကျွန်တော်မြောက်ပိုင်းဟိုးဝေးပဲလို့သေးပါတယ်ကျွန်တော်တို့အိမ်လေးကိုပြပါမယ်ဒီဘောက်ထားမယ်ကျွန်တော်တို့အိမ်လေးကိုပြပါမယ်ကျွန်တော်တို့ဟိုးပါမှာပါရရမရှမ်းလုံးမြတ်သူကြီးတောက်ချောကြီးပါညတော့အင်းလေးရမမရှမ်းလုံးမြတ်သူကြီးပါကျွန်တော်ကတော့အခုနေပါမမြတ်သူရကိုပါဖြစ်မှာကျွန်တော်ရဟိုးပါလိမ့်မှာပါရရမရှမ်းလုံးမြတ်သူအင်းကတော်တော်ဝဲပါလေကိုမြောက်ဖက်ရောက်နေပါပြီကျွန်တော်တို့ဒီလမ်းလေးကမြင်းကြီးလေးခင်းလာဘာတွေ့လားဒီကတော့မြင်းကြီးလမ်းမရှိဘူးမိနစ်တော့စီဒီလမ်းတော်တော်လေးစုပ်ပြတ်တာဟိုတော်တော်လေးသားရဝတာမသိကျွန်တော်တို့မဆုံးဖြတ်တာခက်တယ်ဗျဟုတ်လို့လားကိုကြီးရောက်ဖဲပါလိုက်ခုချိန်မှာတော့ဒီမြတ်သူရကိုရဲ့အိမ်ရောက်တော့မှာဖြစ်ပါတယ်ဝါဆရာမကြီးနဲ့ထားပါ යි အမေကျန်ပါဟောညောင်းမေးတာဆိုင်လို့လားဟုတ်တယ်ဝါဟိုဘက်ဟောမပြနေပြနေဒါတော့ကျွန်တော်ညောင်းမေးတာဆိုင်ဖို့ကြီးပဲဖြစ်ပါတယ်
ညောင်ပင်သားကျေးရွာပဲဖြစ်ပါတယ်မတည့်ဘူးဆိုညောင်ပင်သားကျေးရွာပဲဖြစ်ကျွန်တော်တို့နေထိုင်နေရွာလေးပဲဖြစ်ပါတယ်ဟိုးပဲဆုံးပါ ကျွန်တော်တို့အင်အားတော့ဒါတော့မမဲ ဟိုးနားလေးမှာပါဗျာ လိမ့်ပဲတော့လိမ့်နေပါဘာမှမလုပ် ဖရဲသီးစားခြင်းတောင်းမတောင်းဘူးလက်ခဲလီးပဲရပဲလီးပဲရပဲတော့ဘယ်မှာလာကြောက်နေပါလဲနောက်နေ့ကျရင် ဆိုတော့ပြောင်းပြောင်းဒီလောက်နေရ ကြည့်ကြဒီအိမ်ဝင်อยู่မှာဒီမှာပါဒါသူ့ရဲ့ဒီနေ့သူကကိုယ့်ရဲ့အိမ်ဝင်อยู่ပါတယ် ဒီဘက်နေပြောတာ ဟင် ဒီဘက်နေပြောတာ ဟုတ်ပဲဟုတ်ပဲ တောင်းလို့ ဒီကတော့သူ့ရဲ့အိမ်ပဲဖြစ်ပါတယ်အထက်မှာနည်းနည်းမောင်းနေပြီအပေါ်ထက်တွေလည်းရှိပါတယ်နော်တော့ခုအနောက်ဘက်ကနားထွက်ခုဒီမှာတော့ဒီကဆရာကြီးပဲဖြစ်ပါတယ်ကျောင်းဘူးကိုရင်းနဲ့ဆေးတာတဲ့ကျောင်းဘူးဖုတ်ကိုရင်းနဲ့ဆေးတာဆရာကြီးပဲဖြစ်ပါတယ် ချုံပြုတ်ပါ ကျောင်းဘူးပြုတ်ကျောင်းဘူးပြုတ်ကိုဟိုတဲ့မှာဒီစိမ့်လေးကျုံမဲ့ခေါင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လမ်းထက်လျှောက်တဲ့ခါကျမှပြန်တွေ့မယ်ကျွန်တော်လက်ပြောက်တီးကျွန်တော်တို့လမ်းအဆက်ကလေးပြန်ရောက်မယ်ကျွန်တော်ရောက်ပြီဟိုကျွန်တော်အခုဒီလမ်းအဆက်ကလေးကျွန်တော်အခုလမ်းပေါ်ရောက်ပြီကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်ထွက်လာပြီလမ်းဆက်လျှောက်ပြောင်းပြုတ်တယ် ကျောင်းမှုပြောကျွန်တော်စာဖုံမှုလောက်ပြီးချက်ထားပါပါကျွန်တော်စလွမ်းပါဒီကမှာကျွန်တော်ခင်းနေဒီနေ့ချက်ဘလူးမှမလို့ပါရပါပြီကြာရိုးခွန်လေးပြပါပြီ အခုကျွန်တော်အိမ်လေးပြန်မှာဖြစ်ပါတယ်ကျွန်တော်ရင်ဆိုကျွန်တော်အလူအိမ်လေးပဲလုံးမယ်အလူအိမ်မှာကျွန်တော်တို့တခုလုံးဆက်ရှိသေးတယ်ကျွန်တော်ကိုလမ်းဆက်ချောင်း ဒီကငိုင်းလေးလို့ပြတာဒီကငိုင်းလေးလို့လား ဒီကတော့ဒီနေ့ကဒီကောင်ကစော်လေးအိမ်ပါပဲ ဒီငိုင်းလိုက်ဖို့နေလို့ အရှိမတိပါခင်ဗျာအရှိမအယူတယောက်လည်းမသိဘူးမတွေ့လာမှာအယူမလားဒီကသတိလိုက်အယူမဟိုကတော့ရှင်းဝိုင်းလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ညောင်မင်းသားကြီးရမှာကဘာအကောင်းဆုံးရှင်းဝိုင်းလေးပဲဖြစ်ပါတယ်ရှစ်ထွတ်ဟဲ့မိုက်လေဒါတော့ဂျီမီတဲပဲဖြစ်ပါတယ်ဒါတော့ကယူနာပဲဖြစ်ပါတယ်အသီးတွေလိုက်ခုနဲ့အယူပဲ ဟုတ်ပါပြောတယ်ဒီနေ့ပေါ့ဒီပါတယ်လို့ပြောတယ် ကျွန်တော်ဒီနေ့အလူပဲဖြစ်ပါအလူကတော့ဟိုဒုတိယနေ့ပါပါအလူကမနေ့ကတည်းကမနေ့ပြန်မှအစားပါခင်ဗျာ လက်ပြန် အားလုံးပဲတဒါကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါ comment ထဲမှာလည်း တယ်လေးပဲပြီ ဒါလေးပေးခဲ့ပါတဒါ